Dambili ပဲ Dambili flip Dambili flip လက်လေးနဲ့ပဲလန့်ကန်ထားပြီဟိုရှေးအရှာပဲဘောနော်အောင်ဘယ်လင်ကန်ဂူလေးကိုထည့်ပြီဂူလေးတို့ကနဲ့ပဲပီလီကိုထည့်ထားတယ်ပီလီမှာစိတ်တန်းလေးနဲ့ပဲဟိုရေကောင်းနေကွာဒီပွဲကတော့ဘောနော်တကယ်လုံးဝဆရာကြီးတွေကန်တဲ့ပွဲပဲဖြစ်တယ်ဘာလို့လဲဆိုတော့ဒါကွာတာဆိုတဲ့အနေထားမှာပေါ့နော်တပည့်တွေတော့လုံးဝမရှိတော့ဘူးအရှာနဲ့မြန်မာပလေယာဖြစ်တဲ့အရှာနဲ့ဒါ BNN ပလေယာဖြစ်တဲ့ဘူသိန်းတို့ရဲ့ပေါ့နော်အကောင်းဆုံးရှင်ပြိုင်မှုကိုကျွန်တော်မြင်တွေ့ရမှာပဲဖြစ်တယ်ဘူသိန်းအနေနဲ့ကတော့ပေါ့နော်တိုက်စစ်ပိုင်းမှာဆိုရင်ဘာပေဂူးလစ် AMF မှာတော့ပီလီဝင်းလဲမှာတော့ဒါစီတော့ဘယ်လင်ကန်ဗီယေရာနဲ့ကန်စစ်မှာဆိုရင်ဇနက်တီဖာဒီနန်နက်စတာတူရန်နဲ့ဘုသမားတော့ရှမိုက်ကတုံးပြထားတာကျွန်တော်မြင်တွေ့ရပြီပေါ့နော်တစ်ဖက်အသင်းကအရှာပေါ့အရှာကတော့ CF တွေကတော့ဒါဒမ်ဘီလီနဲ့အန်ဒရစ် AMF ကဒီဘရိုင်ကွင်းလဲမှာဆိုရင်တော့ Bruno Fernandes ဗီတင်ညာနဲ့ Rickett ကိုအသုံးပြုထားတယ်ကန်စစ်မှာဆိုလို့ရှိရင်တော့ Costa Curta Varane Nesta နဲ့ပေါ့နော်နောက်တစ်ဖက်ချမ်းကတော့ဒါ Zanetti ကို CB အဖြစ်ပုံပြောင်းပြီးတော့အသုံးပြုထားတာမြင်တွေ့ရတယ်ဂိုးသမားကတော့ဒါ Donnarumma ပေါ့နော်နှစ်ယောက်လုံးကတော့ဒါနီးပြကာပယ်လိုနဲ့ပဲရှင်ပြိုင်ကောင်းပေါ့ကျွန်တော်မြင်တွေ့ရပြီပေါ့နော်ခုမင်းကျွန်တော်တွေလည်းဆွဲကူမင်းပါအင်ကြီးတွေလည်းဆွဲအဲ့လိုယူပြက်နေရတာကာရုံရေး Donnarummaဒါပေါ့နော်လုံးဝချီပါကိုအပေးမကန်ဘူးဗျာအရှာသွဲတယောက်ကလည်းလာ short တွက်လို့တော့မရဘူးဗျာအဲ့တော့ quarter ဆိုတဲ့အနေထားကိုပါလာတာ short တွက်လို့တော့မရဘူးစတင်ပြီဒါဖူသိမ်းပဲလူပေးထားပြီဖူသိမ်းပဲဟိအောင်ရေးဘီရတာနဲ့ပါ pass feint ပြအောင်ရတယ်ဇနတီပဲဇနတီနဲ့တို့ကနဲ့ပဲဇနတီပဲပေါ့နော်ချင်းနေစောင်းကြီးဖူသိမ်းရပတ်စင်တွေကိုလုံးဝ view site တာရအောင်ရင်နော်အားလို့ဆိုအဲ့ဒါလှမ်းပေးလိုက်ပြီပေါ့တော့ဘီလီနဲ့ထည့်ထားပြီ Bruno Fernandes တော့ရှော့ဆွဲပြေးလာခဲ့ပြီ Bruno Fernandes ပဲဒီအောင်ရေးဗီရဲတာကြီးကဒီတိုင်း play နေအောင်သူ့ကိုသွားထိတာပေါ့ဇနဒီဘာပေဟိအောင်ရေးအနားလောက်တော့မှလှည့်ထွက်တာနော်ဟိအောင်ရေးဘာရန်ဒီဘရိုင်းပဲ Bruno Fernandes တော့ရှော့ဆွဲပြေးလာပြီ Bruno Fernandes ပဲတော့ရှော့ဆွဲပြေးလာပြီဗီဒီယိုထည့်ထားတယ် Master ပဲဝင်ပြီးဖြတ်ထုတ်ထားတယ်ပီလီဒီလိုကိုပေးတယ်ဘူးလစ်ပဲဒီစောင်းကြည့်တယ်ဘူးလစ်ပဲရောင်ရေးလုံးမပိုင်မပေးဘူးနော်ဘူးသိန်းရပီလီရောင်ရေးလုံးပေါင်ကြော်ပြီးတော့ယူသွားတာနော်ဒါပြတန်ဘောတော့တန်ကြီးကခွင့်မပြုထားဘူးအရှာပဲတက်စစ်ဆင်လာခဲ့ပြီအန်ဒရစ်ရောင်ရေးအန်ဒရစ်ကလည်းလုပ်တယ်နော်ဘူးသိန်းပီလီနဲ့ဘာပြီးတော့ထည့်ထားပြီဇနတီပဲဘူးသိန်းကဒါဇနတီကိုတိုက်စစ်ကိုခေါ်တာတောက်ချောင်းကိုခေါ်တာနော်တိုက်စစ်ကိုဇနတီနဲ့ပဲစဟောဘယ်လင်ကန်လမ်းမျိုးထည့်တယ်ဒါပေမဲ့လည်းဖာရန်ဒီနေ့ပြုထားခဲ့တယ်ဝစ်ကပ်လမ်းမျိုးတင်လာပြီပွဲဘိုးမတော့မတွဲသေးဘူးရောဒါပေမဲ့ကြည့်လို့ခေါင်းနေတာမရှိုးလိုက်ဟုတ်လားအရှာပဲဒီမျိုးရရှိထားတယ်ဗီဒီညာလုံးဝနှစ်ယောက်လုံးဝမင်းကတယောက်အဖားကိုတယောက်စောင့်နေကြတာတွေ့တာဘသူကမမားသေးသေးဘသူကကိုးပေးအောင်တွေ့ပါးတဲ့ကောင်ကိုးပေးရမှာအဲ့လိုနေတာဖြစ်နေအော်ရောင်ရေးဘာပေးကြီးတော့စိတ်ပြလာခဲ့ပြီရောင်ရေးအစတာလုံးဝပေါ့နော်ဘာပေးကိုပေါ်နေခုပြီးတော့တင်းစုယူသွားတာမြင်တွေ့ရတယ်အရှာပဲရောင်ရေးကရာနေထားနော်ဟိုးတကီရောင်ရေးမမားတော့မမားတာရောင်ရေးနော်မရှိုးနိုင်ဘူးထည့်ထားပြီအော်ဒီကြည့်လိုက်ဦးမောကာစာယူသားတွေပါနေအစလုံးဝကျစ်စိန်ပီလီကတော့တကယ်လှုပ်တာသူတည်းရဲ့ပီလီကတော့ရောက်ရေးလူကျွနေရမသိဘူးနော်ကျွနေတာလူကျွနေတာအော်တကယ်နှစ်ယောက်လုံးဝင်အမားမခံပါလိုက်မမအောင်ပဲပါတဲ့ကောင်ကကိုပေးရအိတ်ထားရည်ကြည့်နေရတော့သူတည်းအရှိထားတယ်ဘာရမ်းပဲဒီလိုလှည့်ထားတယ်ဖန်ဒက်စ်ဒါပေမဲ့ချပေးထားပြီဘရူနိုပဲဆက်လှည့်တယ်ဒါပေမဲ့ပြန်ပြီးထည့်ပေးထားပြီဒမ်ဘီလီဘရူနိုပြန်ထည့်ထားတယ်ဟိအောင်ကြီးကောင်းတယ်နော်ဘရူနိုအောက်ဆိုက်ကလည်းပြန်ဖြစ်တင်ထားပြီဒါပေါ့နော်ဒီဘရိုင်းခေါင်းတိုက်တာကို
ဘုဒ္ဓမာပီတာရှမိုက်ကဲပုတ်ထုတ်ထားခဲ့ဘောနော်ခုဆိုရင်တော့ဒါအရှာတောင်းကဘောဘယ်ဖာလက်စ်နဲ့ကန်တင်ထားပဲကန်တင်ထားပြီး PC ဘောတိုက်ပြီးဖက်ထုတ်ထားတယ်ကော်စတာကာတာဒီဘက်ကောတော့ကြားတယ်ဦးကောင်းလိုက်တယ်ဟိုရေးဘုဒ္ဓမာရဲ့ရှယ်ကောင်းတာဟိုအရှာတော့ရှောင်းကိုမောချင်းချောင်းနေတာနော်ဖူသိန်းကတော့ချင်းချောင်းတာလို့ဒီလေးဘူးစနတီပဲလက်ထည့်ထားပြီဘာပေးဖိတ်ထားတယ်ဟိအောင်ရေးအဲ့ဒါဟိအောင်ရေးအဲ့ဒါဟိအောင်ရေးအဲ့ဒါဘာကြီးဟိအောင်ရေးအဲ့ဒါဘာကြီးဟိအောင်ရေးနော်ပီလီဟိအောင်ရေးတကယ်ကောင်းတာပေါ့ကွာအတို့တွေအထိတွေစနတီပဲလှမ်းပြီးတော့ cross အိုးငါတို့မှာရားတွေကနေပြီးတော့ပဲပေါ့နော်ဒါဖြတ်ပြီးတော့ဖမ်းယူထားခဲ့တယ်အရှာပြန်ပြီးတော့တိုက်စစ်ဆင်လာပြီဒီကနေပဲပေါ့နော်ဒါကွင်းထဲမှာဘောလုံးချိန်ချပြီးတော့လှမ်းပြီးတော့ကန်တင်ထားတယ်လူရန်ပဲထပ်ပြီးတော့ခေါင်းဦးထားတယ်ဒီနိုင်ငံသားတွေကိုလွှဲမှပြီးတော့အရှာပြန်ရရှိထားခဲ့ပြီဘယ်လင်ငံပဲဘာပြီးကိုတင်ပေးထားတယ်နော်ဒါစီးဆိုတဲ့နေထားနဲ့ပဲပထမပွဲပထမပွဲရဲ့ပထမပိုင်းကတော့စီးဆိုနေထားခဲ့ပြီပြီးဆုံးသွားခဲ့ပြီပေါ့နော်မိုးမရသေးပဲညပွဲကြည့်လို့ကောင်းနေတာဟိုညလုံးဝမမှားတာနေအောင်လုံးဝဒီမှာပါငါတို့အဲ့လိုပွဲမစော့နိုင်ဘူးအဲ့လိုစော့လည်းမစော့တယ်စော့လည်းမစော့တယ်ပွဲတော့တက်တောင်အောင်ခဲ့ရတာဒီပေါ်ဒီကန်တင်ထားပြီကန်တင်ပြီးဦးသိန်းရရှိထားပြီအထက်ထားပြီးအောင်ကြီးဟုတ်တယ်နော်ဆော်ရက်ပဲနစတာကြီးကနေကောင်းတော့ကွာဒီရင်ကြည့်တယ်ဟာယောဟောညရှိဟာပြန်ရအောင်ပြောကြီးဘူးလေးတော့မှာတော့ဘူးလေးမစတန်နဲ့အယောင်ကြီးသွားထိရအောင်နော်တစ်ချက်ပဲပြီးလုံးဝအမားမကန်ဘူးအဲ့နေထားရနေဟိုကန်စင်မားတာနဲ့ဟိုဂူးပေးရပြီဒီကောင်ကလည်းကန်စင်မားတာနဲ့တကူးပေးရအရှာပဲတော့လမ်းပြီးတော့ပဲကန်တင်ထားတယ်လမ်းထည့်ထားပြီဆိုတဲ့နေထားမှာတော့ပူတင်းရပိုးသမောင်းနော်ပူတင်းရပိုးသမောင်းကအလုံးလုံးပြတာနင်းရလေဒီကဟုတ်တယ်ရောင်ကြီးဖိတ်ပြီးတော့နော်ပတ်စင်ဟိုကဖိတ်ပြီးတော့ရောင်ကြီးဂူလေးကြည့်အောင်ရောင်ကြီးဘာမှမဟုတ်နော်ဘာမှလုံးလို့မရတာပူတင်းရတာပေါ်ချင်းချောင်းမလုံးဝသေးဘူးကွာဂူလေးဟုတ်တယ်ရောင်ကြီးဟောကြည့်အောင်တကယ်ပဲကောင်းမွန်တဲ့တိုက်စစ်နဲ့ကန်စစ်အားပြမှုတွေနော်နမီလီပဲလွတ်ချူတက်သွားခဲ့ပြီရောင်ဘသူမှဘာမှမလုပ်နိုင်ကြည့်တယ်တိုးလိုက်အဲ့လိုခြေစွမ်းမျိုးတဝက်တော့ပူရရနေမင်းရတယ်ဆောင်းဝဲတန်းနေပြန်ဟုတ်တယ်ဘယ်လင်ငံဆော်ရကိုလက်ထည့်ထားပြီဘာစကာတာဒီဖာနန်ဒက်စ်ဘယ်လင်ငံပြန်ထားတယ်ရောနောက်ပေါ်လေးနဲ့သားချမိထားပြီကူလစ်ပဲကူလစ်ရောကောင်းလိုက်တယ်ကိုသမားပါကွာရောစိတ်ပြတ်တာပါကွာစတီကောင်းကံပေါ်ကန်တင်တော့နော်ကန်တင်ထားပြီပေါင်းတိုက်တယ်ဟုတ်တယ်ရောင်ကြီးဒီသိန်းပူးတယ်အစတာနဲ့တမ်းမြောက်တင်ပေးရတယ်အချံပန်ရတော့ရှာတမ်းပြီးထည့်ထားပြီးဒမ်ဘီကြီးလွတ်တယောက်တည်းပဲဘုသမားရောင်ပြတယ်တမ်းပြီးပြောင်းရေးအဲ့တော့ဘုသမားနေရာယူဖို့နေလွဲပါသွားတာပါပြစ်တက်ပြီးတော့ဘုသမားပြန်ဆင်းတဲ့နေရာမှာနေငယ်နေရာယူဖို့လွဲပါသွားရင်တော့ကြောင့်မလို့ပေါ့နော်ဒါချစ်ချော့လေးနဲ့ပဲခြာနေနေကတော့ဒါပထမကူပထမစောင့်ကူကျွေးသွားခဲ့ပြီဒီကွာမတွေ့ပါလိုက်အောင်ဘူးပေးရတာနော်ပြန်ပါလိုက်အောင်ဘူးပေးရတယ်ဆရာကြီးရေအဲ့ဒါမျိုးစော့တာကျွတ်တယ်ကွာဝဲတော်လေးမြန်နေတာကွာနော်
အားလုံးကကြည်နေနေအောင်အားလုံးအားမရတွေဖြစ်တာကွာအားမလို့အားမရဖြစ်တာတော့မဟုတ်ဘူးသူကတော့အားကြီးပါဘူးနော်သူတိမ့်မယ်စက်တမင်းနဲ့မအောင်ဆောင်ကိုပြေးနေရတယ်ဒီစတင်ထားပြီအရှာပဲအရှာတော့ဘောနော်ဒါတိုက်စစ်ကပူပြီးတော့လုံးသွားမလားပဲပူသိန်းကတော့ဟိအောင်ရေးပူသိန်းဟုတ်လားအရှာရဲ့ဘိုးသမားဒေါနာလူမာလေတလုံးဆိုတလုံးအဲလုံးပြနေဟုတ်တယ်ဂျမဲပဲနောက်ကိုပြန်ပြီးဆွဲသွားပြီဗီတင်ညာပဲဟိုဒါဆမ်းပြီးထည့်တယ်ပြီးကွန်တက်ချပေးထားတယ်ဆိုပေမဲ့လည်းနော်အန်ဆိုဖာနဲ့ပတ်နေတာဒီမှာတိုင်ပတ်နေတာဒီတော့ဆော်ရက်ပဲအာဟိုလိုင်းလက်နေလားမသိဘူးနော်ဟုတ်ပြီဟုတ်အန်ဆိုဖာနဲ့ပဲတောက်လျှောက်ပဲကကာရုံကြီးကိုးတယ်ခင်ဗျာဒါဟိုတော့ပြန်ပြီးရှက်ထက်လာတယ်ကိုပိတ်ပြီးတော့ပဲသူတေးချစ်ပါဘူးပြန်နေပြီးတော့တွေ့သွားခဲ့တော့မတွေ့ရလေပွဲကတော့တော်တော်လေးမြိုင်နေရဲ့ပေါ့နော်1-1ဆိုတဲ့အနေထားသူက CB ကိုတက်သွားမလဲဆိုတာဒီပို့ပြီးတော့ပေါ့နော်ဒါချင်းခုံပြကောင်းနေခဲ့ပြီဒီတေးလည်းပြီးတင်ထားပြီးတယ်ဆိုတော့ဘာပဲဒီထက်ဘာတော့ဒီစက်တက်ထွက်ထားတယ်လက်ထက်ကိုထူးလာပြီးတော့ခဏကြီးကျန်းလေးပေါ့နော်ဝင်ပြီးတော့လူထားနေတွေ့ရတယ်ရမဲချင်းနေစောင့်ကြည့်တယ်ချက်တဲ့တယ်လက်ထက်ထားတယ်အဆိုဖာလည်းမလေးအကာအဆိုဖာတက်ကတော်လေးကြောင်ပြော့နေတာမြင်တွေ့ရတယ်ပေါ့နော်ဒါပဲတစ်လုံးတော့လုံသွားခဲ့ပြီစီးတော့ပဲစာသက်ပြေးပြီးတော့ပဲဘောလုံးလက်ခံထားတယ်ဒါတော့ပြီးတော့ကြိုးစားပြီးမဲ့လေပြီးပြေးဟုတ်လားဒီနေ့ရယူထားတယ်အရှာပဲဒါမြေမိုးလေးတွေစော့နေတာမြင်တွေ့ရတယ်အကာရမဲတမင်တက်နေပေါ့နော်ဘာလို့ပြတော့လဲလှမ်းထည့်ထားပြီစီတော့ဒါလည်းဘာလဲပဲဘောနော်ဒါပွဲကတော့1-1ဆိုတဲ့ရလက်နဲ့ပဲပြီးဆုံးသွားခဲ့ပြီပေါ့နော်ပွဲကတော့တော်တော်လေးကိုပဲအများကြီးနေခဲ့ပြီပေါ့နော်ပွဲတော်တော်ကျွတ်ပါတယ်ကွာငါလည်းဝန်ကြီးဟိတယ်လုံးမရလို့ငါတကောင်အားကိုအားမဖြစ်နေတာအားလည်းတိတ်ပုံ1-1ဆိုတဲ့ရလက်ပေါ့နော်ဒါ1-1ဆိုတဲ့ရလက်ဒုတိယပွဲကတော့ဒါဘာမှဖြစ်သွားနိုင်တယ်ဆိုဖြစ်သွားနိုင်တယ်နှစ်ယောက်လုံးကတော့တကယ်တော့ဒါဝတာစီမီကိုတက်စီမီပါလေစီမီကိုတက်ဖို့အတွက်ဟိုကလက်ရည်ကဝမ်းစာပြေးသွားတယ်နော်ဒါ eFootball ဝမ်းစာပြေးသွားတယ်နှစ်ယောက်လုံးက let's go bro let's go ကိုကရမြဲရမယ်ကိုတိုင်းစောင့်နေလို့တိုးတက်တာမဟုတ်ဘူးကိုအမြဲတမ်းစောင့်နေလို့လည်းတိုးတက်တာမဟုတ်ထုံဝအောင်ကြာတယ်မင်းဒါမျိုးကြီးလည်းကြည်ပေးရတယ်ဟုတ်လားကဲဖူသိန်းနဲ့ဟမ်ခုနကပဲ1-1ဖူသိန်းနဲ့ပေါ့နော်အရှာဒုတိယပွဲပြန်ပြီးတော့ရှင်ပြိုင်ပြီဝန်တိုက်ပြီးတော့ခြာပေးထားတဲ့ပီလီပဲနီဂီရရှိသွားပြီဒါစနတီပဲစနတီနီဂီကိုလန့်တဲ့ကိုကြိုးစားတယ်နော်ဗီတင်ညာလှမ်းပြီးတော့တင်ထားတယ်ကောင်းတိုက်ပြီးတော့ပဲကိုသမားရှမိုက်ကဲပြန်ပြီးတော့ကန်တင်ထားပြီတုံးကအမြင်မောတွေရောအနေမောတွေရောနှစ်ယောက်လုံးကရှယ်ကိုရုံးပြနေတာနော်ကိဖိန်လေးနဲ့ပဲဒမ်ဘီလီပေါ့နော်ဒါ chop down လဲငယ်ပဲဒါစကီမှားယွင်းသွားခဲ့တယ်ဆိုတဲ့နေသားမှာဘယ်လင်ကန်ဂူလီကိုထည့်ပြီးဂူလီတိုးကနေပဲပီလီကိုထည့်ထားတယ်ပီလီမှာစိတ်တန်းလေးနဲ့ပဲဟိအောင်ရေကောင်းနေကွာချိုးလိုက်ဝင်အောင်ရေဂူလီကြီးနဲ့လှည့်ပြီးတော့ဟမ်ရောပီလီကိုထည့်ပြီးပီလီကထက်လှည့်ပြီးတော့ပဲဟာမကြည့်ဦးကွာအဲ့ဒါကြီးရတကယ်ကွာဟိုဒါပူသိန်းဥဆောင်ကိုတွင်းထားတယ်ပူသိန်းပဲပြန်နေပြီးတော့ရရှိထားခဲ့ပြီးအိုဆာကာတာနဲ့ဘောနော်ဒါအရှာနိုင်ငံနားလည်မှုတွေလွဲမှားတယ်ဆိုတဲ့နေသားမှာရောပူသိန်းပတ်စင်လေးတကယ်ဂယူးဆိုင်တာတော့ပူသိန်းရတွေ့လာမင်းတို့ပြောကမှာပဲเนาะဒါပြောကမှာပဲဒါကတော့သူလည်းလန့်ထည့်ရတယ်ဟုတ်လားဟာတွေ့လား BN ရဲ့တကယ်အလုံးလုံးတာကွာเนาะ
ဗီယေရာအလုံးလုံးနဲ့ဆိုတာဒါဘူသိန်းရဲ့ဒါကာဆာယူပြီးတော့ပေါ့နော်ဒါနေရာလိုက်ယူတာတွေ့လားအရှာကလည်းမင်းကာဆာယူပြီးတော့တော့မင်းနေရာလိုက်ယူပြတယ်တွေ့လားတူရန်နဲ့တွေ့လားလမ်းကြောင်းလေးတွေတာယာလေးလိုက်ပိတ်ထားတာတွေ့လားနော်နောက်မှလည်းဘက်ကကတော့ကောင်မင်းအော်တိုရှိပြီးသားမမကင်တယ်တော့လိုက်ကတ်ထားတာဆာကာတာလေမရှိနေပြီးဒီနောက်ထည့်ပေးထားတယ်အန်ဒရစ်ဘောနော်ဗီယေရာအင်တာဆက်ယူသွားခဲ့ပြီးဘူသိန်းပဲပြန်ပြီးတော့တက်စစ်ဆင်လာခဲ့တယ်ပေါ့နော်ဘူသိန်းစီတိုနဲ့ချင်းနေဆောင်ကြည့်တယ်ပြန်ပြီးတော့ထည့်ထားပြီးနီဂီလှမ်းမှုကြိုးစားပြီးမယ်လေအရှာပြန်နေပြီးတော့ရရှိထားခဲ့တယ်ဒီဘရိုင်းပဲတို့ကနဲ့တောက်လျှောက်ပဲပေါ့နော်ဒါကွင်းထဲကနေပြီးတော့အန်ဒရစ်ကိုထည့်ပေးထားတယ်အန်ဒရစ်ချင်းနေဆောင်ကြည့်တယ်ဗီဒီညောင်ပြန်ချပေးထားတယ်ဗီဒီညာနိုဖာနဒက်စ်ဒမ်ဘီဒီလှည့်မှုကြိုးစားပြီးမယ်လေနတ်စတာပဲဖြတ်မှန်ပြီးတော့တွေ့ယူထားတယ်ရစ်ကတ်နာလာပပလေးပဲ intercept လုပ်ထားတယ်ဒမ်ဘီဒီပဲလုံးဝနော်ဒါနတ်စတာကတော့ဒမ်ဘီဒီကိုမှန်ကန်ပြီးတော့ထိန်းချောင်းပြနေတာကျွန်တော်မြင်တွေ့ရတယ်ဇနတီပဲနဂီယိုလန်ထဲ့တယ်ဒီဘက်ကနတ်စတာကလည်းဒါဘောနော်နဂီယိုလုံးဝထိန်းချုပ်ထားတယ်ဟိုဘက်ကနတ်စတာကလည်းဒမ်ဘီဒီကိုထိန်းချုပ်ထားတယ်ပေါ့နော်ဒါတကယ်ကိုပဲမြိုင်ဆိုင်လုံးနဲ့ပွဲစဉ်လေးပေါ့နော်စီတော့ပဲဒါနဂီကိုလန့်ထည့်ထားတယ်နဂီပြန်ပြီးထည့်ထားပြီးဆိုတဲ့နေထားမှာပီလီခေါင်းတက်ပြီးချပေးထားတယ်နဂီနိုင်ငံကြောင်သွားတယ်ဆိုတဲ့နေထားမှာပေါ့နော်ဒါအရှာပြန်ပြီးတက်စစ်စတင်လာခဲ့ပြီးဒမ်ဘီလီတုတ်တယ်ခင်ဗျာဒမ်ဘီလီပဲတော့ဒါဘောလုံးထိန်းတာနဲငယ်ပေါ့နော်ဘောသားလေးထွက်သွားတဲ့ကြောင့်မလို့ဖူသိန်းနဲ့စာနဲ့ပဲပြန်ပြီးရယူထားတယ်ဖူသိန်းပဲအရှာပြန်ပြီးတက်စစ်ဆင်လာခဲ့ပြီးဒမ်ဘီလီတော့ဒါတစ်ချက်လှည့်တယ်ဒမ်ဘီလီလှည့်တယ်ခင်ဗျာနတ်စတာတကယ်ကွာနတ်စတာနဲ့ဒမ်ဘီလီကိုထိန်းချုပ်ထားလိုက်ရမြေမကောင်းဟမ်ဘရူနိုဖာနန်ဒက်စ်ပဲတစ်ချက်စောင့်ကြည့်တယ်အောက်ဆိုက်ကလာလေးနဲ့ပဲဒီဘက်ကိုလှမ်းပြီးတော့ထည့်ပေးတယ်ရောင်ရေးနော်ဗီအဲ့ဒါစီတော့ပေးရစီတော့ပဲနဂီကိုပြန်ပြီးတော့ထည့်ထားပြီးနဂီလူကျွတ်ကြီးပဲနော်ဗောနော်နဂီပဲလှမ်းပြီးတော့တင်ထားပြီးပီလီခေါင်းတိုက်တယ်ဘူးအရှာပဲပြန်ပြီးတော့ရရှိထားတယ်ဟုတ်တယ်ရောင်ရေးနတ်စတာကြီးရောက်ကွာတကယ်ကျွတ်တာပါကွာနော်ဟာရောင်နဂီရောက်ပေါင်ကြားနဲ့လှုပ်ပေးထားတယ်နော်လက်ထည့်ထားတယ်ပါဒီနာပဲဟုတ်တာစီတော့စီတော့နဲ့အဲ့ဒီနဂီနဲ့စီတော့ရေဟာရောင်ယူတော့လည်းကျွတ်စင်တော့ရောင်ဟုတ်တယ်ရောင်ရေးပထမပွဲပြီးဆုံးသွားခဲ့ပြီကွာနော်ပထမပိုင်းပြီးဆုံးသွားခဲ့ပြီဖူသိန်းကတော့ဒါ1C ဆိုတဲ့ရလက်နဲ့ပဲပေါ့နော်ဒါနှစ်ကြော်ပေါင်းရလက်ဆိုရင်ဒါ2-1ဆိုတဲ့အနေထားနဲ့ဖူသိန်းကဥဆောင်နေပြီတကယ်ကောင်းတာပါကွာနော်ဖူသိန်းရဲ့အဲ့ဒီဘယ်လိုပြောမလဲစီတော့ရဲ့နဂီရဲ့ဇနတီရဲ့တွဲလုံးဟုတ်လားဖူသိန်းရဲ့တွဲတာကြီးတော့ကျွတ်စင်တော့အရှာကိုလည်းချိုးလိုက်အရှာလည်းအဲ့ဘရူနိုဖာနန်ဒက်စ်နဲ့ပဲတော့မင်းတိုးတယ်ပြီးရင်လှမ်းထည့်တာကြီးဗီတီညာလည်းတိုက်စစ်ကိုကန်ဆယ်ကိုမှမပြောရမလို့နော်ပစင်ရောအင်တာဆက်တီရောဒါပေါ့နော်ဖူသိန်းပဲဘယ်လင်ကန်နဲ့ကော့စတာကာတာအကောင်းဆုံးကန်စစ်ပြုလုပ်ထားခဲ့တယ်ဗီတီညာဗီတီညာဒိန်ဂျာကွာမင်းဗီတီညာစီဘောလုံးရောက်ဝင်ပစင်တွေကလုံးဝကျွတ်တာဘရူနိုဖာနန်ဒက်စ်ဂျင်းနေစောင့်ကြည့်တယ်ဘရူနိုဖာနန်ဒက်စ်ဟိအောင်ရေးကောင်းတယ်ကွာဘရူနိုဖာနန်ဒက်စ်ပေါ့နော်လူပေးတာလေးနေတာနိုင်ငံတွဲမှားနေတာဒါနှစ်ဖက်အသင်းဘောလုံးလေးတွေနိုင်ငံအပြတ်များနေတော့ပြန်မြင်တွေ့ရတယ်ဒမ်ဘီလီဖလစ်လေးနဲ့ပဲလန့်ကန်ထားပြီးဟိအောင်ရေးကောင်းတယ်ကွာဖလစ်ကြီးနေကွာတကယ်ယူပါတယ်ကွာကြည့်ဦးလုံးဝ right ကိုတိုင်းမယ်ဟိအောင်ရေးကဲကျွတ်တယ်ကွာအဲ့ဒါကြီးဒမ်ဘီလီဟမ်ဟုတ်တယ်အရှာပဲဒါတိုက်စစ်အချိန်ရသွားခဲ့ပြီပေါ့နော်ဘရူနိုဖာနန်ဒက်စ်အဲ့ပြီးထည့်ထားပြီးတယ်ပါတီနန်ဗီယေရာပဲပီလီဆော်ရက်ကိုပေးတယ်ဆော်ရက်ဘယ်ကြမှာရှိနေတဲ့စီတော့ပေါ့နော်စီတော့ပဲတစ်ဖိတ်ပြီးယူသွားခဲ့ပြီးစီတော့ပဲလှမ်းပြီးတင်ထားပေးပြီးဒါအရှာဖြတ်ထုတ်ထားခဲ့တယ်ဘယ်လင်ကန်ဒဘယ်တက်လုပ်တယ်လှမ်းပြီးတော့ကန်မှုကျိုးဒါအရှာဒမ်ဘီလီနဲ့ပြန်ပြီးတော့တင်ထားပြီးဖူသိမ်းပဲဦးထားတယ်ပေါ့နော်ဒါကုသမနဲ့ကန်တင်ထားတယ်
အရှာပဲပေါ့နော်အရှာတောက်လျှောက်ပဲအရှာသူသိမ်းပြန်ပြီးရရှိသွားခဲ့ပြီဆော်ရက်ပဲရှင်စောင့်ကြည့်တယ်ပီလီယိုလက်ထည့်ထားတယ်ကော်ဆာကာတာပြန်ပြီးလူယူထားခဲ့တယ်ဒီဘရိုင်းဒါဗီလီဘရူနိုဖာနန်ဒက်စ်ပဲဘရူနိုဖာနန်ဒက်စ်တောက်လျှောက်ပဲဘရူနိုဖာနန်ဒက်စ်ကလည်းတော့လုံးဝဒိန်းဂျာတော့ဒီကောင်ပတ်စင်နေရတယ်အကုန်လုံးဒိန်းဂျာနေပါပြီပဲခွာဒီကောင်လေးစီမှာပဲတို့ဒီကန်ကြီးကတကယ်ကွာတယ်ကွာတော့ငါတို့တွေနေပဲအဲ့ကြောင့်မလို့လေဒီကောင်လေးကလုံးဝ pro ဖြစ်နေတာလုံးဝ pro ဖြစ်နေတာကွာတယ်ကွာမင်းငါတို့နေပြီလုံးဝစင်တန်းနေရမင်းဟလားဂိမ်းဆက်နေရတော်တော်ကွာနေပြီငါတို့ကောင်လေးဘလို့မှလိုက်လို့မမီတော့တကယ်ဟိုပဲမင်းလက်ကောင်းတဲ့ကစားသမားတွေစော့ပြနေတာကိုတော်မမင်းကစတာအဖြစ်ကနေပြောလားကြီးညာရဲ့လူအဖြစ်ကနေကိုတော်ပွဲကြည့်သူဖြစ်သွားတယ်အဲ့လောက်ဒီဖန်းစားပွဲစီဘသူပဲတက်ဟလားဒီနှစ်ယောက်မင်းဘသူပဲတက်နှစ်ယောက်လုံးကထိုက်တယ်နှစ်ယောက်လုံးကထိုက်တယ်နှစ်ယောက်လုံးတက်တဲ့တော့တကယ်နှစ်ယောက်လုံးတက်တဲ့ CB ကိုနှစ်ယောက်လုံးတက်တဲ့ CB ကတကယ်ကွာပဲတကယ် quality ပဲเนาะမင်းဒါမျိုးပွဲတွေကအပြင်မှာဘောပွဲတွေကြည့်နေရတယ်လို့ပဲလုပ်ပြနေတာတွေနက်စတာ contact ပြီးချပေးထားပြီဘူသိမ်းပဲပေါ့နော်ဘူသိမ်းပတ်စင်အတူလေးတွေနဲ့ပဲပြန်ပြီးစတင်ထားရတယ်ဒါအရှာပဲအရှာပြန်ပြီးထည့်ထားပြီဒမ်ဘီလီအော်ရောပကန်းကြီးပြန်ပြီးတော့နော်ပြန်ဆင်းပြီးယူသွားတာရောင်ကြီးပကန်းနဲ့ပဲလှန်ထည့်တယ်ဘူသိမ်းဟုတ်တယ်ကကာဆော်ရက်ကိုပေးထားပြီဆော်ရက်နော်ဘယ်ချမ်းမှာတယောက်သေးပဲဆော်ရက်ပဲဟိအောင်ကြီးဒက်ရှ်လေးနဲ့တာရထုတ်ယူထားတယ်ဆော်ရက်ပဲတို့ထားတယ်ဇနတီစီတိုကိုထည့်ပြီးစီတိုရဲတာဟုတ်တယ်ရောင်ကြီးရောင်ကြီးဟုတ်တယ်နော်နက်စတာပဲပေါ့နော်ဒါနက်စတာရဲ့ဒါတာဂက်လင်းပေါ့နော်တာဂက်လင်းဒါဘောလုံးလွတ်ယူမှုစွမ်းရည်ရတော့နှစ်အောင်လုံးကတွတ်ရှုပ်လို့မရဘူးကွာနှစ်အောင်လုံးပါပဲအဲ့ဒီနက်စတာနှစ်ကောင်ပဲအကောင်လုံးကလည်းတကယ်ကျွတ်တာနော်ဟိုတိမ့်ပဲအောက်ဆက်ကာလာလေးနဲ့ပဲကကာဆော်ရက်ကကောင်ပြန်ထည့်ထားတယ်ပေါ့နော်ဒါဘာရန်ပဲလုံးဝ defensive engagement နေဆောင်ရမ်းကောင်းမှုနေတယ်ပြန်ပြီးထည့်ထားပြီအရှာပဲရမဲနေပေါ့နော်ဒါတကယ်ကောင်းတာရောင်ကြီးနေအောင်လုံးကမင်း intercept တွေနော်နေရာယူပုံနေမင်းတိုက်စစ်စင်ပုံနေရလုံးဝတကယ်ဆရာကြီးတွေစော့နေတာဟုတ်တယ်ဇနတီနဲ့ဒါဘူသိန်းပေါ့နော်ဘူသိန်းဇနတီနဲ့စီးတော့တွဲထားတယ်ဂါရဘေးဘောနော်ဒါဘူသိန်းကန်ကိုကျိုးသားတာဝါနော်တောင်းကမော်လာမသိမဟုတ်ဘူးဟာဂါရဘေးသူနဲ့ပြန်ထိသွားလာတော့မသိဘူးနော်ဘူသိန်းမဲတာကွင်းလဲမှာလူသားလဲမှုလေးတခုပြုတ်ထားခဲ့ပြီပေါ့နော်ဒါအရှာကတော့လူသားလဲမှုမှာဒါ F2P ကတ်လေးတွေပေါ့နော်ဒါ free to play ကတ်လေးတွေကိုထည့်ပြီးတော့အသုံးပြုသွားတယ်အရင်ထိတ်ပါပဲပေါ့မင်းဒီပွဲကြီးတော့ပွဲ1-1အခုလဲ1-1ပဲကိုမပေါ်ပဲတကယ်ကြည့်ကောင်းနေတာပွဲကာဗီယေရာဂါရဘေးအကောင်ပြန်ပေးထားတယ်ဂါရဘေးပဲအန်ဆိုဖာနန်ဒက်စ်ဘောဇာလေးထွက်သွားတယ်ဘောဇာထွက်လဲရောင်ကြီးယုံနေတော့အန်ဆိုဖာနန်ဒက်ကြီးဟုတ်တယ်ရောင်ကြီးကာပဲကန်နာပြီရောင်ကြီးကိုသမားရဲ့နေရာယူမှုတွေပေါ့နော်ဒါကိုသမားတွေရဲ့ awareness တွေလည်းသွားပြီးရှုပ်လို့မရဘူးကာပဲ pass play လေးနဲ့ပြန်ယူထားပြီးဆော်ရက်ဘာရန်ရဲ့ defensive awareness ကလည်းသွားရှုပ်လို့မရဘူးနော်ဟုတ်တယ်လုံးဝပေါ့နော်ဖြတ်ထုတ်တာဒီမီနစ်ကီခေါင်းတက်ပြီးချပေးတယ်ဟုတ်တယ်အရှာရသွားခဲ့ပြီပူသိန်းပြန်ရသွားပဲကဲဒါဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ဒါဒီပွဲအချိန်ကိုမထည့်ထားဘူးလားမသိဘူးအချိန်ကိုမထည့်ထားဘူးဆိုတော့ဒါတတိယမြောက်ပွဲဆက်လက်ရှင်ပြိုင်မယ်ဖြစ်တယ်ပေါ့နော်တကယ်ပါကွာတကယ် quality ပါကွာဒီပွဲကြီးဟမ်မင်းတို့ကြည့်ရတန်ပါတယ်ကွာဒါမျိုးပွဲတွေမကြည့်ရအချိန်ပေးရတကယ်တန်တယ်ကွာဖူသိန်းရဲ့ဟလားအတူလေးတွေနဲ့မင်းဒီကုန်းဝဲမင်း
ပတ်စင်လေးတွေကဒါကြတယ်နော်မင်းအရှာရဲ့ long pass တွေကလည်းတွားရှုပ်လို့မရဘူးပူသိန်းရကြတော့ဒါဘောလုံး finance dribbling တို့တာပူသိန်းကမင်းတို့ပြီးဆွဲတာအဲ့ဒါလေးတွေတကယ်အတူယူဖို့ကောင်းတယ်အရှာလည်းဒါပူသိန်းကိုမရှိဘူးနော်ပူသိန်းဆိုတာဒါလုံးဝလေနာမည်ရပြီးသား player တယောက်အရှာလည်းမရှိဘူးဟုတ်လားမင်း तू အကောင်းဆုံးလုပ်ပြထားတယ်ပူသိန်းဆိုတဲ့ player ကိုခံပြီးတော့နော်တကယ်ကောင်းတယ်ကွာအရှာလည်းနော်တတိယမြောက်ပွဲဆက်လက်ပြီးတော့ရှင်းပြမယ်ဒီပွဲမှာနိုင်တဲ့လူကတော့ပေါ့နော်ဒါစီမီကိုတက်သွားပြီပေါ့နော်ဒါဘယ်သူနိုင်မလဲဆိုတာတော့တော်တော်ပဲစိတ်လုံရှားဖို့ကောင်းနေပြီဘယ်သူနိုင်မလဲဆိုတော့ငါတော်သိချင်နေပြီပူသိန်းတွင်းသွားတဲ့အလုံးကြီးတော်တော်ကျွတ်တယ်နော်တင်းတင်းအောင်ပြလိုက် ဟောဂူလစ်ကြီးနဲ့အမလေးပီလီယိုလန့်ထည့်တာလေပီလီကမာစီတိုင်းတုပ်ပြီးတော့ပြန်သွင်းသွားပီလီပြီးတော့အရှာပြန်သွင်းတဲ့အလုံးကြီးကိုလည်းရှိုးလိုက်အရှာပြန်သွင်းသွားတဲ့အလုံးကြီးလည်းရှိုးလိုက်ဒမ်ဗီလီနဲ့ flip flan ကြီးလုပ်ပြီးတော့အပြေးလှမ်းကြုံသွားတာကျွတ်စင် flip flan ကြီးကလည်းဘုံကောင်ချော်ကြီးထွက်လာတဲ့အချိန်ကွတီပိတ်လို့ချအခုပွဲကကောင်းနေဆိုရှေ့ရပွဲကိုလည်းရှိုးလိုက်အောင် APW နဲ့ဆရာမြေပွဲကိုလည်းလုံးဝ bliss တွေနေပဲရှယ်ဝိုက်ပြကာရဘေးရဲ့ bliss နဲ့တလုံးဝိုက်တယ်မက်ဆီကနောက်တလုံးထပ်ဝိုက်မက်ဆီက APW ရဲ့မက်ဆီကတလုံးပြန်ဝိုက်ပြီကာရဘေးရဲ့တလုံးပြန်ဝိုက်တယ်ကျွတ်စင်တိုက်တယ်ကွာငါတို့အဲ့ဒါမျိုးပွဲကြီးကြည့်ပြီးတော့ဟာလားပြီးတက်တာပြီးရင် division သွားဆော့ရှုံးတာ ဟုတ်တော့ဖန်ကြရတယ်တို့ကမကြားရလားမသိ ဘာကြီးလဲဘာတန်းကြီးလဲ မသိခုနအတန်ကြားရလားမေးနေကိုပြည့်ရောကိုချက်ကို ကြောက်ဒီလိုမျိုးဟလားဒီလိုမျိုးလုံးဝ pro တွေဆော့တဲ့ပွဲကိုကြည့်တယ်ပြီးရင်ငါတို့ division သွားကန်တယ်မနိုင်ဘူးနေမြဲကြားနေမြဲပဲဘူနေမြဲကြားနေမြဲပဲဒါဆိုတော့ဗောနော်ကျွန်တော်တို့တတိယမြောက်ပွဲစပြီပူသိန်းပီလီနဲ့ပဲ ဒီဇေယျမြင့်မြတ်ရဲ့ဟိုကမိုက်ကိုမြူထားသေးတာ အေးမြုပ်ထားတယ်လေ ဟုတ်မကြားရဘူး အရှာပဲပြန်ပြီးတော့တိုက်စစ်စတင်လာခဲ့ပြီတော်တော်လေးမြန်နေရောင်ရေးတိုက်စစ်တွေကနော်လူပေးတာတွေကဘရူနိုဖာနန်ဒက်စ်အောက်ဆိုက်ကာလာနဲ့လန့်ထည့်တာပေါ့နော်ဒါလူထိသွားတယ်ဘယ်လင်ဂန်ပဲဘူသိမ်းပဲဘယ်လင်ဂန်နဲ့အချင်းချင်းစောင့်ကြည့်နေတယ်ဒါစီတော့ကိုလှမ်းပြီးတော့တင်ပေးထားပြီနဂီပဲဇနတီကိုပေးထားတယ်ဇနတီထဲကိုကြိုးစားတယ်ပေါ့နော်ဒါဘူသိမ်းပြန်ရသွားပြီဘူသိမ်းပဲစီတော့နဲ့ပေါ့နော်ဘူသိမ်းအဲ့လိုလှည့်လိုက်ရကွာယူခနေတာပဲကွာတကယ်ကြောက်ဖို့ကောင်းတယ်ကွာဘရူနိုဖာနန်ဒက်စ်ပေါ့နော်ဒါရှင်းထုတ်သွားတာကိုကျွန်တော်မြင်တွေ့ရတယ်ဒီတချမိုက်ကတက်ပြီးရှင်းလာအောင်ယေးချမိုက်ကတက်ပြီးရှင်းသွားတာနော်ဟုတ်တယ်အရှာပဲပေါ့နော်အော်ဒါဘီလီရတကယ်ရုံးနေကွာမတကယ်ကြောက်စရာရမ်းကြည့်ရုံးကွာအဲ့ဒါကြီးရောဘလို့လုံးကွာမထင်ဘူးရှိမ2ယောက်တော့ကာထားတာလေဟုတ်တယ်အရှာဒီဘက်တော်တော်တွတ်နေတာကွာဒီဘက်တော်တော်တွတ်နေတာအရှာဘူသိန်းဟုတ်တယ်နီကီနဲ့360တန်လေးလှည့်ထားတယ်ပီလီကိုထည့်ထားပြီးပီလီပဲဂူလစ်ရောင်ကြီး body လေးခုပြီးတော့ပဲပြန်ပြီးယူထားတယ်အန်ဒရစ်ပဲတပတ်လှည့်တယ်ဗီတင်ညာကိုပေးတယ်ဗီတင်ညာဂျင်းနေစောင်းကြည့်ပြီးလန့်ထည့်တယ်စီတော့ intercept ယူထားပြီးပီလီလုံးဝအောင်နော် deep line ရဲ့လုံးဝ deep line ရဲ့စစ်ကြီးလုံးဝဆော့ပြနေတယ်ကောဆာကတာဟောနော်ဒါ free cap ပေါ့နော် POTW ဟုတ် F2B ကန်နေပေါ့နော်လုံးဝ performance တွေပြနေတာဘယ်လင်ငံပဲလာလာပပလေးယူထားတယ်ပြီးတော့ထည့်တယ်ကောဆာကတာပဲနော်ကောဆာကတာလုံးဝကိုအကူကြီးဖြစ်နေတာနော်တကယ်ဟုတ်တယ်ဗီယေရာပဲဗီယေရာနဲ့ကိုလှည့်ပြီးချိုးဝင်တာနော်ဟုတ်တယ်ပီလီဦးသိန်းရောက်ကွာအဲ့မထိတတိလေးတွေပြီးလုံးပြီးတော့စော့နေတာအဲ့ဒါကိုကမယ်အသေးအားကိုကောင်းတာအရှာပဲဒမ်ဗီလီနဲ့ပဲအရှာဆွဲသွားတယ်ဒမ်ဗီလီနဲ့ပဲပြန်ပြီးချိုးဝင်လာခဲ့ပြီးလန့်ကန်ထားတယ်နော်ဒါအရှာတောင်းကံမို့ရရှိထားပြီ
ကယ်ကျွတ်တာပါကွာပွဲစီရမင်းစောရတဲ့ကောင်တွေကိုပြောနေဘေးကကြီးတဲ့လူတွေပါမင်းဂျင်းလုံးပန်းလုံးနေအရှာဘရူနိုဖာနန်ဒက်စ်နဲ့ပေါ့နော်တောင်းကပေါ်ကန်တင်မယ်လက်ကတ်ထားပြီးဘိုးသမားပုတ်ထုတ်ထားတယ်အရှာပဲလက်ပစ်ပုံလက်မှန်ရရှိပဲအန်ဒရိတ်မြောက်ထားတယ်အပေါ်နော်ပွဲချိန်အားဖြင့်36မိနစ်ပေါ့နော်ရောက်ရှိသွားခဲ့ပြီအရှာကတော့ဒါ1-0ဆိုတဲ့ရလဒ်နဲ့ပဲစောင့်ထားတယ်ဒါတက်မြောက်ပွဲပေါ့နော်ဒါ3ပွဲမြောက်ရလဒ်စုစုပေါင်းပါဆိုတော့3-2ဆိုတဲ့အနေထားနဲ့ပဲအရှာကဥဆောင်ထားတယ်ဘူသိမ်းပဲပေါ့နော်ဒါကစားသမားတွေနိုင်ငံနားလည်မှုလွဲမှားတယ်ဆိုတဲ့အနေထားမှာအရှာခြေနေဆောင်ကြည့်ပြီးတော့ပဲလှမ်းပြီးတော့တင်ပေးထားတယ်တူရန်ခေါင်းဦးတယ်ဆိုပေမဲ့လဲအရှာတော့ဘော်ဒီခုပြီးတော့လန့်ထဲတာပြီဘယ်လင်ဂမ်ပဲကူတကူပေးတယ်ဘူသိမ်းအနေငယ်ပေါ့နော်ဒါစိတ်မတည်ငြိမ်အောင်ကျွန်တော်မြင်တွေ့ရတယ်အန်ဒရစ်ပဲထဲထားပြီးရောင်ရေးကိုတယ်ခင်ဗျာတကယ်ပါကွာမင်းကြည့်လိုက်အောင်ကွာဒဲကြီးမြန်မာလူကြီးထည့်ပေးတာကွာကျစင်ရမ်းရောင်မကြုံမိထဲတာကွာအဲ့လုံးကြီးဘူးလစ်ပဲဘောနော်ဒါအရှာပထမပိုင်းပြီးဆုံးကနေဆိုတဲ့အနေထားမှာအရှာပဲတောက်လျှောက်တိုက်စစ်ဆင်ထားတော့မြင်တွေ့ရတယ်ဗီအဲရာဘီလီလန်ထည့်ထားတယ်ပေါ့နော်ဒါပထမပိုင်းပြီးဆုံးသွားခဲ့ပြီအရှာကတော့2-0ဆိုတဲ့အနေထားနဲ့ပဲဒါဘူသိန်းကိုဥဆောင်ထားတာမြင်တွေ့ရတယ်ပေါ့နော်တက်မြောက်ပွဲ3ကြော့ပေါင်းရလက်အဖြစ်4-2ဆိုတဲ့အနေထားပေါ့နော်ဘူသိန်းကတော့ဒါ2လုံး2ဂိုးအရေးနေနေတာမြင်တွေ့ရတယ်တကယ်ကောင်းပါလေကွာဟမ်ရောပထမအလုံးကြီးကလည်းဒမ်မီလီယုံသွားတော့ကွာဒုတိယအလုံးကြီးလည်းရှိုးလိုက်ထည့်ပေးသွားတာမြန်မာလိုလွတ်ကျွတ်ကြီးကြောင်နေတော့ဘယ်ကောင်နေပြီဆောင်းအမိုက်ရနော်ဘောစကာတာပဲဒီဘရိုင်းကိုလမ်းထည့်ထားပြီဒီဘရိုင်းနဲ့ဘရူနိုဖာနန်ဒက်စ်နဲ့တောက်လျှောက်တွဲတယ်ဒီအဲရာပဲ aggressive ဆန်ပေါ့နော်ဒါဝင်ပြီးတော့ဖျက်တောက်ထားတယ်မြင်တွေ့ရတယ်ကကာပဲညာချမ်းနေပြီးတော့ပဲချက်ဖိတ်ပြီးတော့ယူသွားပြီကာပဲလက်ထည့်ထားတယ်အရှာဖျက်တုတ်ထားတယ်မြင်တွေ့ရတယ်အရှာပဲဘရူနိုဖာနန်ဒက်စ်နဲ့ပေါ့နော်ဒီဘရိုင်းကိုပြန်ပြီးပေးထားတယ်ဒါပရီးမီးယားလိကွင်းတဲ့2ယောက်ပေါ့နော်ပရီးမီးယားလိရဲ့အကောင်းဆုံးကွင်းတဲ့2ယောက်ဖြစ်တယ်ပေါ့နော်ဒါလက်ကျန်2ဦးနဲ့တော့တရှိထင်ရှားလက်ကျန်နေပေါ့နော်ပရီးမီးယားလိရဲ့ဟုတ်တယ်ဘရူနိုဖာနန်ဒက်စ်ပြည်တယ်မို့ကန်တယ်မယ်တခါလဲလန့်ထိတ်မှာလားဒါမှမဟုတ်ဒူပေးပြီးတော့ပဲတက်ပင်လေးနဲ့ပဲပေါ့နော်ကိုသွင်းမှာလားဆိုတော့ဘရူနိုဖာနန်ဒက်စ်အိုးယောက်ကြီးတကယ် absolute cinema ပဲဟမ်တော့အရှာ3-0ဆိုတဲ့နေထားနေပဲဒါကိုပြတ်ဥဆောင်သွားတာမြင်တွေ့ရပြီဘယ်လင်ဂမ်ပဲအကောင်ထည့်ထားတယ်ကာပဲဖိတ်နေကာပဲယောက်ကြီး wicket ကြီးကလုံးဝနော် aggressively ပဲအရှာပတ်စင်တော့ရောက်ကောင်းလာတာမြင်တွေ့ရတယ်ပေါ့နော်ဒါလုံးဝပဲတိုက်စစ်ကိုဖွင့်ပြီးတော့စော်နေတယ်ချက်မိုက်ကယ်ပဲလက်ပြီးတော့ကန်တင်ထားပြီလူသိမ်းမဲ့စီတော့နေပေါ့နော်တောက်လျှောက်ရုံးကန်နေတယ်ဇနတီအောက်ဆိုက်ကလာလေးထည့်ထားပြီးမှလည်း wicket ဒီပလိုင်းနဲ့ဒီဆင်းပြီးတော့ခံစစ်ကိုကူနေတာမြင်တွေ့ရတယ်ဒမီဒီပဲဘရူဖန်ဒက်စ်ကိုချပေးထားတယ်နက်စတာပဲပြန်လူယူသွားခဲ့ပြီကာကောဆာကာတာလက်ထည့်ထားတယ်ဘရူဖန်ဒက်စ်ဒမီဒီကိုပေးပြီးဒမီဒီလိုကျွတ်ကြီးပဲပြေးနေတယ်ဆိုတဲ့အနေထားမှာဖာဒီနန်လိုက်ပြီးတော့ defense ဝင်တန်ထားတယ်ဟိုကြီးတော်သေးတာပေါ့ကွာလူထိပြီးတော့ပဲပေါ့နော်ဒါအရှာပေါ်နာရရှိထားတယ်စစ်စင်ကြီးပါကွာဟမ်ရောယူခနေရောပဲအဲ့ဒါကြီးရတော့ပီကစ်ကြီးရတော့လုံးဝဆလန်ပေးရကွာအဲ့ဒါတကယ်ဆလန်ပေးတယ်အရှာဘရူနိုဖာနန်ဒက်စ်နဲ့ပေါ့နော်တောင်းအောင်ကန်တင်ထားပြီကောင်းတိုက်ပြီးတော့ပဲရှင်းထုတ်ထားတယ်ကာထပ်ပြီးတော့ကောင်းတိုက်ထားတယ်အရှာဦးတယ်ပေါ့နော်ကာပဲကောင်းတိုက်ထားတယ်အရှာပြန်ရရှိသွားပြီဘရူနိုဖာနန်ဒက်စ်ဟုတ်ဒမီဒီ
ဒမ်ဘီလီပဲလက်ထုတ်ကြိုးစားပြီးမှလည်းနက်စတာကောင်းဆုံးလူယူထားတယ်စီတော့ပဲဒမ်ဘီလီပြန်ပြီးတော့ကန်စစ်တီစင်ကူထားရတယ်ပေါ့နော်ဒမ်ဘီလီပဲဒီလိုဖာနဒက်စ်ဒမ်ဘီလီရုံကြီးရှာဒီမပြားဘူးပြီနော်ကကာပဲဆော်ရက်ကိုပေးတယ်ဆော်ရက်နက်စတာကြီးရောင်ကြီးရဲ့တာကယ်ရီကလည်းမင်းလုံးဝကြောက်စရာကြီးနော်စီတော့ပဲဂူလစ်စီတော့ဦးသိန်းရဲ့ကစားသမားတွေပေါ့နော်ရင်ဘက်မှာချက်ပင်ကြိုပြုတ်နေတယ်နားလည်မှုတွေနဲ့ပျောက်ဆုံးနေတာမြင်တွေ့ရတယ်ဟုတ်တယ်နော်ရောင်ဒါအရှာစီမှာပေါ့နော်ကျွန်တော်တတိထားမိလောက်ဒီလောက်ကတော့ဒါဘရူနိုဖာနက်စ်6လောက်တည်းကိုဘောလုံးရောက်သွားရင်ပို့ပြီးတော့မြိုင်နေတော့ကျွန်တော်တွေ့ရတယ်ဟေးရောင်ကြီးဒမ်ဘီလီရဲ့တကယ်ယုံတာနော်လို့နှစ်ယောက်ဝင်ဖြတ်တာရောင်ကြီးလုံးဝဘော်ဒီတွေလည်းခုမင်း6လောက်တွေလည်းဆွဲသူမင်းပါအင်ကြီးတွေလည်းဆွဲအဲ့လိုကြီးကိုပြတ်နေရတာကကာရောင်ဒိုနာရူမာဒါပေါ့နော်လုံးဝချီပါကိုအပေးမခံဘူးဗျာဖိပြီးတော့ကစားနေတယ်သူသိန်းရလဲပေါ့နော်ဒါယုံနေရတယ်တော့ရှောက်ပဲဟုတ်တယ်ဖူသိန်းရရှိသွားပြီကကာပဲကကာပြေးသွားပြီကကာပဲဒါပေမဲ့တက်ချင်တဲ့လန့်ကန်ထားတယ်ဂိုးတယ်ခင်ဗျာဖူသိန်းဒါဂိုးအပြတ်ခံဦးပေါ့နော်ဒါဖူသိန်းနေနေတာဂိုးပြတ်တော့မရှုံးသွားခဲ့ဘူးချိန်အပြည့်မိနစ်90ရောက်သွားခဲ့ပြီပေါ့နော်ဖူသိန်းပြန်ပြီးတော့ရုံးကန်ဖို့တော့ဘလို့မှအခွင့်အရေးမရှိတော့ဘူးဆိုတဲ့အနေထားမှာအရှာပေးထားတယ်ပေါ့နော်ဒါနောက်တန်းမှာပဲ1 2လေးရိုက်ထားတယ်ခုဆိုရင်တော့ဖြင့်ပေါ့နော်ဒါလုံးဝပွဲကောင်းလေးတစ်ပွဲဖြစ်တယ်အရှာကတော့3ကြော်ပေါင်းရလက်fight 3ဆိုတဲ့အနေထားနဲ့ပဲစီမီကိုတလှမ်းသွားခဲ့ပြီဖြစ်တယ်ပေါ့နော်ဒါ congratulation ပါ you think bro well play ပါ bro ရေ